mic လေးရဘယ်အဝယ်လို့ရလဲတဲ့ဈေးလေးပြောပြပါဒီ mic ထန်တယ်เนาะဒီ mic ထန်တယ်ဆိုတော့ကျွန်တော်သုံးတာကကြတော့ဘောရတစ်စိတ်ဟုတ်တယ်ဒီကောင်လေးဒါအဲ့လိုဘူးလေးနဲ့လာတယ်ပေါ့နော်ပြီးတော့သူ့ကိုထည့်တဲ့အိတ်ကလေးရောလာတယ်ဆိုတော့ကျွန်တော်ဒီကောင်လေးကတော့တော်တော်လေးအဆင်ပြေတယ်ကျွန်တော် content ရိုက်တဲ့သူတွေဆိုလို့ရှိရင်ဒီ mic ကတော့သုံးရမယ်ပေါ့နော်အရင်တော့ကကျွန်တော်မသုံးခဲ့တဲ့ video တွေဆိုရင်အတန်ကဟိုဘယ်လိုပြောမလဲဆိုရင်ဘေးတန်ကစူညံတန်တွေအကုန်လုံးပါတယ်မိုးရွာတယ်ဆိုလို့ရှိရင်လည်းမိုးတန်တွေနဲ့ကိုပြောတဲ့စကားမကြားတော့အဲ့လိုမျိုးပုံစံမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့ဘေးကပဲဆူဆူကျွန်တော်တို့ဒီမိုးရွာလို့အတန်ပဲဆူဆူဒီကောင်လေးကကြတော့ဘေးက noise တွေလည်းဖျောက်လို့ရတာဖြစ်တဲ့အတွက်တော်တော်လေးအဆင်ပြေတယ်ပြီးတော့တဲသွားတဲလာလည်းလုပ်လို့ရတယ်အားသွင်းတာကကြတော့သူကဒီဘူးထဲကိုတခါထည့်လိုက်တာနဲ့တခါတည်းအားသွင်းပြီးသားဖြစ်သွားတယ်သူ့ကြတော့ခီးဆောင်ဆိုလို့ရှိရင်လည်းအဆင်ပြေပေါ့နော်လက်စစ်မရှိတဲ့နေရာမှာဆိုလို့ရှိရင်ဒါလေးတည်သွားရဆိုရင်သူ့ဟာသူအားသွင်းပေးတယ်ပြီးတော့ဒီ windshield လေးလည်းပါတယ်ပေါ့နော်ဆိုတော့ mic ကကြတော့ကျွန်တော်လေကာပါတဲ့အတွက်ကြောင့်မလို့အတန်နေ smooth ဖြစ်တယ်အဲ့လိုမျိုးပုံစံမျိုးဖြစ်တယ်ပြီးတော့သူက type C ဖုန်းနေဆိုလို့ရှိရင်လည်း type C နဲ့ join လို့ရတယ်ပြီးတော့ iPhone သမားဆိုရင် iPhone တီးတန့်တစ်ခုပါတယ်ပြီးတော့ဒီကောင်လေးပေါ့နော်ဒါကကြတော့ကျွန်တော်တို့တွေဒီကွန်ပျူတာတို့ဘာတို့နဲ့ဆိုလို့ရှိရင်လည်းဒါလုပ်လို့ရတယ်သုံးလို့ရတယ်ပြီးတော့ mic နှစ်ခုပါတာဖြစ်တဲ့အတွက်တကယ်လို့ကိုကmusic content တွေရိုက်တယ်ဆိုလို့ရှိရင်ဥမာစနေရတီးပြီးတော့မှတချင်းဆိုရဲဆိုရင်စနေရနားမှာ mic တစ်လုံးထားလို့ရတယ်ပြီးတော့နှစ်ယောက်ရိုက်မယ်ဆိုလို့ရှိရင်လည်းတယောက်တစ်ခုကင်ပြီးပြောလို့ရတယ်အဲ့လိုမျိုးပုံစံမျိုးလေးဆိုတော့ဘောရကဘယ်မှာဝယ်လို့ရလဲဆိုရင်မြန်မာပြည်မှာလည်းဝယ်လို့ရတယ်ရန်ကုန်မှာကျွန်တော်ဝယ်တာ8 ray မှာတော်တော်လေးတော့ကြာပြီเนาะရန်ကုန်Facebook မှာရှာကြည့်လို့ရတယ်8 ray ဆိုရဲအဲ့ဒီ page မှာတော့ဝယ်လို့ရတယ်ပစ္စည်းတော်တော်လေးကောင်းတယ်เนาะဒါညွန်ပေးချင်တယ်ဒီကောင်လေးเนาะဒီကောင်လေးသုံးလို့ရပါတယ်ကျွန်တော်ဝယ်တော့ကကြတော့တသိန်းကျော်ပဲ2သိန်းဝန်းကျင်ပေါ့နော်2သိန်းဝန်းကျင်ဒါပေမဲ့အခုတော့ဈေးတော်တော်လေးရှိနေလောက်ပြီเนาะဆိုတော့ဒါလေးသွားပြီးတော့မှဝယ်လို့ရပါတယ်เนาะဆိုတော့ mic လေးမေးလို့ပြောပြပေးတာပါเนาะအားလုံးကိုကျေးဇူးတင်ပါတယ်